ဒီလမ်းရဲ့ကိုလေးသွားလို့လာခဲ့တယ်ကြထားလေးလည်းထွက်လူအလာဝဲတောင်ပြတိုင်းရဲ့ကလောမျိုးစီခွဲကလောမျိုးရဲ့စင်းနေမှာကွယ်တောင်နန်းသားတို့တွေ့မြင်နိုင်တယ်လီချောဖို့နဲ့မော်တို့စင်တွေရဲ့မော်သားတို့တကယ်ရိုးသားပြီတယ်။တောင်ကျော်ပြလို့အထမ်းနေလာကြတယ်။ခေါ်ဖီလက်ဖက်တို့ဆုံးမဲ့ကွယ်။အိုးကလောမျိုးရဲ့စင်းနေမှာကွယ်။တောင်ရထွက်တဲ့အသီးအရွယ်ဆုံးနဲ့ကလောမျိုးရဲ့စင်းနေမှာကွယ်။တောင်နန်းသားတို့တွေ့မြင်နိုင်တယ်ချောဖို့နဲ့မော်တို့ဆင်တွေရဲ့တောင်မော်သားတို့တကယ်ရိုးသားပြီတယ်ဒီလမ်းရဲ့ကိုလေးသွားလို့လာခဲ့တယ်တထားလေးလည်းထွက်လို့အလာဝဲတောင်ပြတိုင်းရဲ့ကလောမျိုးစီကွယ်ကလောမျိုးရဲ့စင်းဒီမှာကွယ်တောင်နန်းသားတို့တွေ့မြင်နိုင်တယ်ဒီချောဖို့နဲ့မော်တို့ဆင်တွေရဲ့မော်သားတို့တကယ်ရိုးသားပြီတယ်။တောင်ကျော်ပြလို့အထမ်းနဲ့လာကြတယ်။ခေါ်ဖီလက်ဖက်တို့ဆုံးမဲ့ကွယ်။အိုးကလောမျိုးရဲ့စင်းနေမှာကွယ်။တောင်ရထွက်တဲ့အသီးအရွယ်ဆုံးနဲ့ကလောမျိုးရဲ့စင်းနေမှာကွယ်။တောင်နန်းသားတို့တွေ့မြင်နိုင်တယ်ဖို့နဲ့မော်တို့ဆင်တွေတောင်မော်သားတို့တကယ်ရိုးသားပြီတယ်